ကဲဒါကလည်းဆိုဝယ်တဲ့ကားထက်ပို့ပြီးတော့မြင့်တယ် model တစ်ခုမြင့်သွားတာပေါ့နော် Voyager Dream ကိုပဲ Dream ချင်းတူတူတော့မှသူက upgrade ဖြစ်သွားတာအဲ့တော့ဒီမှာဓာတ်တွေပါလာတယ်ကွယ်ဓာတ်တွေပါလာတယ်ဆိုတော့အရန်မိုက်သွားပြီဘာတွေပါလဲဆိုတော့အောက်မှာရေခဲတက်တာပါတယ်ဘာတွေပိုပါလာလဲဆိုတော့ sunroof ကိုဖွင့်လို့ရတယ်ပြီးတော့ TV ပါတယ်ဒီမှာဒီကနေပြီးတော့ control လုပ်ပြီးရုံပဲဒီမှာ TV ကိုနှိပ်လိုက်မယ် TV ကြလာမှာဟဲ့ဒါလေးဩကြလာTV ထိုင်ကြည့်လို့ရတယ်ဒါ touch screen ဟုတ်တယ်နော် touch လုပ်လို့ရတယ်ဟုတ်တယ်အရာမိုက်တာပဲကွယ်မိုက်စားပါပြန်လဲပေးလိုက်တော့အမအောင်ကစံတော့ပုံမပေးနိုင်ဘူးဒီတိုင်းလဲမှာတဲ့လဲမှာဟဲ့အရာမိုက်တယ်တဲ့သူ့ model ကအဲ့ဟိုကတော်တော်မိုက်တာပါအဲ့ကြောင့်သူကစောင်းလို့ပြောတယ်ကိုကွယ်အစ်စ်ရောက်မယ်တဲ့အမဒါမွေနဲ့ကိုစောင်းဆိုကိုလည်းမစောင်းနိုင်အောင်ရမ်းစီးကျင်နေပြီဆိုတော့ဝယ်လိုက်တာဒီကိစ္စကိုရှင်းရမယ်နော်တသက်ဒီကိစ္စတသက်ရှင်းရမယ်မရဘူးယူစီးမယ်နော်ဒါဒီကတော့ရေခဲတက်တာလေးကလည်းမကြည့်ပါဘူးကမှာပွင့်လိုက်ဒီမှာမတို့သူပွင့်သွားပါတို့သူပိတ်တယ်ဟုတ်တယ်နော်ရှယ်ပဲတကယ်ရမ်းလဲနေနေပြီခဲပဲလဲလိုက်မယ်နော်ပြောပြကြပါဝိုင်းပြီးတော့ဘူးရအောင်ဖုန်းကတွင်းတာပဲနားလဲဒီကဖုန်းထည့်လိုက်ရင်တွင်းလို့ရတယ်wireless charge ကသူကခွက်ကလေးအန်ကွက်ကလေးပါတယ်ကွယ်ပြီးမှရိုက်ပြလိုက်တော့အန်ကွက်လေးတွေကိုဖုန်းလေးထည့်လိုက်တာအလိုလိုတွင်းတာအဆင်ပြေဒီကပြီးတော့ဒါ massage chair ပြီးရင်massage chair ကတော့မဆုစမှာလည်းပါတယ်အဲ့မှာဒါကပ်ဖိုဒါလေးလည်းပါသေးတယ်မလီပြီးတော့အရှိမဒီမှာဘာညာပေါ့ဒါဆိုကတော့ဘာလုပ်လဲဆိုတော့ဒီဟာကိုထမင်းစားတယ်ရှူတထမင်းဟင်းနေစားတယ်မဟုတ်ကားကိုအိမ်လိုသုံးတဲ့သူတွေတော့ဆိုရမ်းစင်ပြေရကွယ်ဘာလို့လဲဆိုတော့ကားကိုအိမ်လိုသုံးတာကားထဲမှာပဲအကုန်ပြေဆုံးအထုပ်အပိုးတွေအကုန်ထည့်ပြီးတော့မှသွားတာအဲ့ဆိုတနေ့ကုန်ကွယ်ရုံးကိစ္စအလုပ်ကိစ္စစာလဲရေးလို့ရတယ်ပြီးတော့ချင်းထမင်းလဲတင်စားလို့ရတယ်နောက်ပွဲရသွားမမှီဘူးမိတ်ကပ်ကိုလမ်းမှာပြင်လို့ရတယ်ပစည်းအကုန်တင်ပြီးတော့ပြင်နေပေါ့ဒီကကို့အတွက်တော့ရုံးကလုံးဝ special အသုံးဝင်တော့ပဲအဲ့တော့ကားဝယ်ကလေးကဒါပိုင်းဟာအရန်သဘောကျတယ်ငါထမင်းစားလို့ရမယ်ငါမိတ်ကပ်ပြင်လို့ရမယ်ငါစာရေးလို့ရမယ်ငါအကုန်ကြည့်လို့ရမယ်အဲ့မှာအကုန်တင်လို့ရတယ်ကွယ်အရန်မိုက်တော့ပဲဒီကအကြိုက်ဆုံး function ပေါ့နော်ကို့အတွက်ကတော့ဒီမှာတော့တော်တော်များများကတော့အရန်အမိုက်စားတကယ်ဟိုပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အနောက်မှာထိုင်စီးမဲ့သူတွေအတွက်ဆိုတော့အရန်အဆင်ပြေတယ်ကွာနိုင်စုလို့ပေါ့ဒါဆိုကားမမောင်းချင်ဘူးပေါ့နော်အာယုံတွေကလည်းအရန်များတဲ့ခါကြတော့အနောက်မှာပဲထိုင်စီးဖြစ်တာများရဲ့ကား driver နဲ့ပဲသွားရဲဆိုတော့ဒီလိုအနောက်မှာစိန်နဲ့ထိုင်စီးမဲ့ဆိုလို့ရှိရင်တော့ဒီကားကတော့လုံးဝအသင့်တော်ဆုံးပဲနေရာကလည်းအကျယ်ကြီးပဲ massage chair လည်းရှိရယ် function တွေကလည်းမျိုးစုံပါတယ်ဆိုတော့လုံးဝ the best ပဲrecommend ပေးရယ်နောက်မှာအဲ့လိုစိန်နဲ့ထိုင်စီးဖို့သွားမယ်ဆိုလို့ရှိရင်တော့ဒီကလုံးဝ luxury ကားဖြစ်တဲ့အတွက်ကြောင့်ဝယ်တင်တယ်လို့ recommend ပေးပါတယ်